အလုပ်ထဲတွင်ပြောဆိုခြင်းการพูดคุยในเวลางานဒီအလုပ်ထဲမှာကျွန်တော်တို့လုပ်ဖို့ကံပဲတင်တဲ့စကားပြောဆိုခြင်းဥပမာဘာဝိုင်းလုပ်ပေးရမလဲဘာကူညီပေးရမလဲဘာတွေလုပ်နေလဲအစားပေါ့နော်ဒီထဲမှာပြထားတဲ့ပုံစံကတော့ဒါကတော့ကိုနဲ့ဒီတက်တူရွယ်တူရှိတဲ့လုပ်ဖို့ကံပဲတင်ကိုထဲအသက်ရွယ်ငယ်တဲ့ဒီညီငယ်ညီမငယ်အရွယ်လုပ်ဖို့ကံပဲတင်တဲ့ပြောဆိုတဲ့ပုံစံဖြစ်ပါတယ်အပေါ်မှာကြည့်မယ်มีอะไรให้ช่วยไหมมีอะไรให้ช่วยไหมมีอะไรให้ช่วยไหมဗာများကူညီပေးရမှာလဲဒါကတော့ကျွန်တော်စကားပြောပုံစံနဲ့ပြောပြပြတာဖြစ်ပါတယ်ဒီခရမ်းရောင်ကတော့အမေးပေါ့နော်အောက်မှာကျတော့အဖြေအနီရောင်ကတော့ช่วยยกเก้าอี้ให้หน่อยช่วยยกเก้าอี้ให้หน่อยကလေးထိုင်ဝိုင်းမပေးပါဒီမှာတွေ့လားကျွန်တော်ဝင်ပိတ်နေလောက်ထားတာဒီเก้าอี้နေရာမှာတခြားသောအရာတွေကိုအစားထိုးထည့်လို့ရတယ်เนาะช่วยยกเก้าอี้ให้หน่อยကလေးထိုင်ဝိုင်းမပေးပါหาอะไรอยู่หาอะไรอยู่หาอะไรอยู่ဘာရှာနေတာလဲหาหมวกอยู่หาหมวกอยู่อุทกရှာနေတယ်ဒီမှာဒီနေရာမှာလဲတခြားသောအရာတွေကိုအစားထိုးထည့်လို့ရပါတယ်ဒီအုတ်ထုပ်ဆိုတဲ့နေရာမှာหาหมวกอยู่หาเจอไหมหาเจอไหมရှာတွေ့လားရှာလို့တွေ့လားยังไม่เจอยังไม่เจอမတွေ့သေးဘူးต้องช่วยหาไหมต้องช่วยหาไหมต้องช่วยหาไหมกูရှာပေးရမလားไม่เป็นไรဘာမှမဖြစ်ဘူးไม่เป็นไรဘာမှမဖြစ်ဘူးขอบคุณนะขอบคุณนะကျေးဇူးပဲเนาะဒါကတော့ခုနကျွန်တော်ပြောခဲ့သလိုပဲကိုနဲ့ဒီတက်တူရွယ်တူရှိတဲ့လောဘောကံမဲ့တွေနဲ့ပြောဆိုတဲ့ပုံစံဖြစ်ပါတယ်တကယ်လို့ကိုထက်ဒီအသက်အရွယ်ကြီးတဲ့သူတွေနဲ့ကိုရဲ့အထက်အရာရှိမန်နေဂျာဟိုနာတွေနဲ့ပြောမယ်ဆိုရင်ခပ်တို့ခါတို့ထည့်ပေးပါဥပမာကျွန်တော်ဒီခရမ်းရောင်ကိုအမျိုးသားအနေနဲ့ပြီးရင်အနီရောင်ကိုကျတော့အမျိုးသမီးအနေနဲ့ကျွန်တော်ပြောပြပေးမယ်เนาะဒီယဉ်ကျေးတဲ့ပုံစံအနေနဲ့ပေါ့เนาะมีอะไรให้ช่วยไหมครับมีอะไรให้ช่วยไหมครับဘာများကူညီပေးရမလဲခင်ဗျဒီလေပုံစံမျိုးကျတော့ဒါကိုထဲဒီအသက်အရွယ်ကြီးတဲ့သူတွေနဲ့ပြောလို့ရပြီပေါ့เนาะဒီအောက်မှာကျတော့ช่วยยกเก้าอี้ให้หน่อยค่ะช่วยยกเก้าอี้ให้หน่อยค่ะဟိုဗာလဲကလေးထိုင်ဝိုင်းမပေးပါရှင့်ခုနပြောခဲ့သလိုပဲเนาะဒီခရမ်းရောင်ကတော့အမျိုးသားအနေနဲ့ပြောမယ်ဒီအနီရောင်ကိုကျတော့ကျွန်တော်ဒီအမျိုးသမီးအနေနဲ့ပြန်ဖြေမယ်เนาะပြီးရင်หาอะไรอยู่ครับหาอะไรอยู่ครับหาอะไรอยู่ครับဘာရှာနေတာလဲခင်ဗျหาหมวกอยู่ค่ะหาหมวกอยู่ค่ะโอโทရှာနေပါတယ်ရှင့်หาเจอไหมครับหาเจอไหมครับရှာလို့တွေ့လားခင်ဗျยังไม่เจอค่ะยังไม่เจอค่ะမတွေ့သေးဘူးရှင့်ต้องช่วยหาไหมครับต้องช่วยหาไหมครับต้องช่วยหาไหมครับกูบิရှာပေးရမလားခင်ဗျกูရှာပေးရမလားခင်ဗျไม่เป็นไรค่ะไม่เป็นไรค่ะไม่เป็นไรค่ะဘာမှမဖြစ်ဘူးရှင့်ขอบคุณค่ะขอบคุณค่ะကျေးဇူးတင်ပါတယ်ရှင့်ဒါကတော့ယဉ်ကျေးတဲ့အတုံးလုံးယဉ်ကျေးတဲ့ပုံစံပေါ့နော်ကိုထက်ဒီအသက်အရွယ်ကြီးတဲ့သူနဲ့ပြောဆိုတဲ့နေရာမှာကိုရဲ့ဒီအထက်အရာရှိဝန်ထမ်းတွေမန်နေဂျာတွေနဲ့ပြောဆိုတဲ့နေရာမှာအသုံးပြုဖို့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ဒီထဲမှာပြောပြတာကပုံစံ2မျိုးရှိတယ်နော်ပထမကတော့ကိုနဲ့တက်သူရွယ်သူလောဘောကံဘက်တွေနဲ့ပြောဆိုတဲ့ပုံစံပြီးရင်ဒုတိယကျတော့ကိုထက်အသက်အရွယ်ကြီးတဲ့လူကြီးပိုင်းတွေနဲ့ပြောဆိုတဲ့ပုံစံဖြစ်ပါတယ်